ဒီနေရာလေးကိုသွားချင်နေခဲ့တာတော်တော်လေးကိုကြာနေပြီပေါ့နော်တကယ်လေးရောက်သွားရောလေ Disney ကားတွေကိုရောက်သွားတဲ့ feeling မျိုးလေးကိုလုံးဝရစေတယ်သိလားတောင်နေပတ်ချာလေးရဲ့ကြားထဲမှာပန်းခင်းကြီးရဲ့ Disney နန်းတော်လေးရဲ့အရန်ကိုလာတာပေါ့နော်နှုံနှုံရောက်သွားတဲ့အချိန်ကတော့နေ့လယ်ပိုင်းလောက်ဖြစ်သွားတယ်သိလားတကယ်လို့မှမနက်ပိုင်းလို့ညနေပိုင်းလို့သွားမယ်ဆိုလို့ရှိရင်တော့လေတော်တော်လေးကိုလှပြီးတော့မှအေးအေးဆေးဆေးလေးနဲ့ဖြစ်မှာပေါ့နော်တချီလေးကနေရောက်ချင်းမိုင်ကိုခြေချတာနဲ့ပထမဦးဆုံးသွားလိုက်ရတဲ့နေရာကတော့ဒီနေရာလေးဖြစ်သွားတယ်ပေါ့နော်အရန်ကိုပဲလှတာသိလားဟာလှလိုက်တာဆိုတဲ့ feeling မျိုးလေးကိုလုံးဝရသွားစေတယ်ပေါ့နော်မောနေတာရေတောင်မှလေလုံးဝပျောက်သွားတယ်သိလားသူ့မှာကကြတော့လေဝင်ကြီးအနေနဲ့ဆိုလို့ရှိရင်လူကြီးဆိုလို့ရှိရင်တယောက်ကို120ပေးရတယ်မှာကလေးဆိုရင်60ပေးရတယ်ပေါ့နော်နိုင်ငံခြားသားတွေဆိုလို့ရှိရင်200ထိတောင်ပေးရတယ်သိလားအထဲရောက်သွားပြီဆိုလို့ရှိရင်လည်းလေမုံလေးတွေအေးလေးတွေနဲ့အဲ့တက်ကက်လေးကလဲပြီးတော့မှတောက်လို့ရတယ်ပေါ့နော်တော်တော်လေးကိုလှလို့လေသိလားဘယ်နေရာလေးကိုပဲကြီးစိတ်ချနေမှုအရန်ကိုရခဲ့တဲ့နေရာလေးပေါ့နော်နှုံဓာတ်ပုံရိုက်လို့ရှိရင်လည်းလေတနေရာပြီးတနေရာအများကြီးပဲရိုက်လို့ရတယ်သိလားဒီနေရာလေးကိုလေနှုံပထမဦးဆုံးတွေ့ဖူးတဲ့အချိန်တုန်းက JK Sophia တင်ထားတာပေါ့နော်အရန်လာချင်တာပဲဆိုတဲ့ feeling မျိုးလေးသိလားအခုတကယ်ကိုယ်တိုင်လဲလာမြင်ရတော့လေလှလိုက်တာအခုဗီဒီယိုလေးထဲမှာတော့မှလေလှလိုက်တာဆိုတဲ့စကားကလေခဏပြောနေတာပေါ့နော်တကယ်အပြင်မှာလာမြင်ရလို့ရှိရင်လေတာသဘောကျတာပဲဆိုတဲ့ခံစားချက်မျိုးလေးကိုလေလုံးဝရစီမှာသိလားချင်းမိုင်ကိုလာလို့ရှိရင်လေဒီနေရာလေးကလာကိုလာတင်းတဲ့ထဲမှာပါတယ်နှောင်းတော့မွန့်ကြံမှာပဲရှိတယ်ဆိုတော့လေအရန်ကြီးထိတောင်တက်လာစရာမလိုဘူးဆိုတော့ view လာလေးနဲ့အေးဆေးလေးနဲ့ဓာတ်ပုံလာရိုက်ချင်တဲ့လူတွေဆိုလို့ရှိရင်လေဒီနေရာလေးကိုလာခဲ့ပါရှင်နောက်နေ့တွေမှာနောက်ဗီဒီယိုတွေအများကြီးလာတင်ပေးမယ်ပေါ့နော်ချင်းမိုင်ဗီဒီယိုတွေအများကြီးပဲရှိတယ်ကြည့်ဖို့အားပေးထားကြပါရှင် bye bye see you the next video အဆုံးထိကြည့်ပေးတဲ့လူတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်